ဆောဗျာဟောတဲ့စကားအနှစ်ချုပ်ကပါလဲလို့ဆိုရင်သူတစ်ပါးရဲ့စိတ်နေသဘောထားတွေကိုမသိချင်နေပါစေတဲ့ကိုယ့်ရဲ့စိတ်နေသဘောထားတွေသိအောင်လုပ်ပါသူများစိတ်ကိုမသိတာဘာမှအရေးမကြီးဘူးကိုယ့်စိတ်ကိုသိအောင်လုပ်ပါအဲ့တော့သိအောင်လုပ်ဆိုတာဘာလဲဘာတတိပဌာနာသုံးပါတတိပဌာန်တရား၄မျိုးဟောတဲ့ထဲမှာစိတ်တ ानु ပဒနာတတိပဌာန်ဆိုတာကိုယ်စိတ်ကိုအကဲခတ်စောင့်ကြည့်လေ့ကျင့်တာကိုဆိုလိုတယ်ငါစိတ်လေးမှာလောဘတွေမကြမကြဖြစ်သလားဒေါသတွေမကြမကြဖြစ်သလားမောဟတွေမာမနာတွေတာမစ္စရိယတွေမကြမကြဖြစ်သလားကိုယ်တဏ္ဍာနဲ့မှာစိတ်အညစ်အကြေးတွေများနေသလားအညစ်အကြေးတွေရှိသလားဆိုတာရှိသလားမရှိဘူးလားဆိုတာကိုအမြဲမပြတ်စောင့်ကြည့်အကဲခတ်ရမယ်လို့စိတ်တ ानु ပဒနာဆို contemplations of mind စိတ်ကိုတတိနဲ့သမာဓိနဲ့စောင့်ကြည့်စောင့်ကြည့်ုံနဲ့အလုပ်ပြီးလာလို့ဆိုမပြီးဘူးစောင့်ကြည့်လိုက်တဲ့အခါဘာတွေ့အဖြေနှစ်ခုထွက်လာလိမ့်မယ်ငါစိတ်ဟာလောဘတွေနဲ့တွဲနေတယ်ဒေါသတွေနဲ့တွဲနေတယ်မောဟတွေဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီအဖြေရပြီဆိုလို့ရှိရင်ဒါတွေဖယ်ဖို့ကြိုးစားလိုက်တယ်အကယ်၍ငါစိတ်လေးဟာကောင်းတဲ့သဘာဝတရားတွေနဲ့သာရှိပြီးလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးကုသိုလ်တရားတွေပဲအဖြစ်များတယ်လို့အဖြစ်ထုတ်လို့ရှိရင်ဒီအခြေအနေတစ်ခုမပြတ်ပြားစေပဲရှေ့ဆက်ပြီးတော့တရားအထုတ်လို့ဒီလိုဆိုလို့တယ်